ဘယ်ကြောင့်လဲငါမသိပါချေဦးတရားပြေးထွက်လာမုံလို့စွာဖမ်းမင်းကသာတွေနဲ့ဝေဆုံးနေရဒီကောင်းတဲ့ချင်ဆုံးပါရင်ကိုခွဲနေစကားလုံးများကစစ်စစ်တုံးနာတဲ့ချင်းချင်းပေါ်ငါပြန်ကြကရာကိုလုံးချ